မိတ်ဆွေလှပလောနဲ့ရွှေဖလားကြီးတစ်လုံးထဲမှာအလွန်ချုံမြင်လာတဲ့ပြားရည်ဒီအကိဖြစ်ထားတယ်ဆိုပါစို့အဲ့ဒီပြားရည်ရဲ့အနံ့ကလည်းမှုပြတ်နေတာကြောင့်မြင်သူတိုင်းမြေးစမ်းကြည့်ခြင်းစရာပါပဲဒါပေမဲ့အဲ့ဒီပြားရည်ရဲ့အောက်ခြေမှာတော့တောက်လိုက်တာနဲ့အသက်ဝိညာဉ်ကိုချက်ချင်းချွေယူသွားမဲ့ပြင်းထန်တဲ့အစိတ်တွေကိန်းအောင်နေတယ်ဆိုရင်ရောတင်ဘလို့လုပ်မလဲအစိတ်ကိုအစိတ်မှန်းတီးတာနေရင်ရှောင်ရှားရတာလွဲကူပေမဲ့ချုံမြင်တဲ့ပြားရည်နဲ့ရောနှောထားတဲ့အစိတ်ကတော့အန်ဒီရဲ့အကြီးဆုံးပါပဲဒီလိုပါပဲမိတ်ဆွေလူလောကမှာရန်သူကိုရန်သူမှန်းတိတာနေရင်ကိုယ့်ဘက်ကကြိုတင်ကာကွယ်လို့ရပါတယ်ဒါပေမဲ့မိတ်ဆွေရောင်စောင့်ထားတဲ့ရန်သူမျက်နှာဖုံးဆွတ်ထားတဲ့မိတ်ဆွေတူတွေကတော့တင်းဘဝကိုအဆိုးရွားဆုံးဖျက်ဆီးမဲ့ပြားရည်ခွက်ထဲကအစိတ်တွေပါပဲမျက်နှာချိုသွေးနောက်ွယ်မှာဓာတ်နဲ့ထိုးဆိုတဲ့စကားအတိုင်းသူတို့ဟာတင်းရှိမှာတော့အလွန်ကျင်နာတတ်သူတွေလိုဟန်ဆောင်နေတတ်ကြပါတယ်ကျွန်တော်တို့ဓမ္မအတွေ့ channel နဲ့လှိုက်လဲစွာကြိုဆိုလိုက်ပါတယ်မြတ်စွာဘုရားရှင်ကသင်္ကာလော့ဝါဒတုတ်တော်မှာမိတ်ဆွေသူမိတ်ဆွေရောင်၄မျိုးအကြောင်းကိုအလွန်လေးနက်စွာဟောကြားတော်မူခဲ့ပါတယ်ယနေ့ခေတ်မှာတော့ဒီမိတ်ဆွေသူတွေဟာပိုပြီးပါးနပ်လာကြတယ်ပိုပြီးမျက်နှာဖုံးတွေများလာကြတယ်အကျိုးလိုလို့ညောင်ရည်လောင်းတဲ့သူတွေအခွင့်အရေးရရင်ကြောခိုင်းမဲ့သူတွေကိုမခွဲခြားနိုင်ရင်တင်းဘဝရဲ့အဖိုးတန်တဲ့အချိန်တွေနဲ့တန်ရောစင်တွေဟာအချီးနှီးဖြစ်သွားပါလိမ့်မယ်ဒီနေ့မှာတော့ပြားရည်လိုချိုးမြိန်တဲ့စကလုံးတွေရဲ့နောက်ွယ်မှာအစိတ်တွေကိုတင်းစီးထားတဲ့မျက်နှာဖုံးရှင်မိတ်ဆွေတူ9မျိုးအကြောင်းနဲ့သူတို့ကိုဘလို့ခွဲခြားသိမြင်မလဲဆိုတာကိုဓမ္မဗဟုတုတပုံမြင်တာရကတွေနဲ့အကျယ်တဝက်ဝေမျှပေးသွားမှာဖြစ်ပါတယ်နံပါတ်1အယူသားရှိပြီးအပေးမရှိတဲ့အညတ်ဓာတုဟရမိတ်ဆွေတူများဖြစ်ပါတယ်ဒီလိုလူမျိုးတွေကတော့ရှင်းပါတယ်တင်းစီကဘာရမလဲဆိုတာကိုပဲအမြဲတွေးနေသူတွေပါရှေးပုံပြင်လေးတပုတ်ရှိပါတယ်လူနှစ်ယောက်တောတဲ့ခရီးသွားရင်တယောက်ကမုံအိတ်ကြီးကိုထမ်းလာရတယ်နောက်တစ်ယောက်ကတော့ဘာမှမပါဘူးမုံထမ်းလာတဲ့သူကဘိုက်စားလို့မုံထုတ်စားတဲ့အခါဘာမှမပါတဲ့သူကငါတငယ်ချင်းဟာမင်းမုံအိတ်ကြီးထမ်းရတာလေးမှာပေါ့ငါကူစားပေးပါရစေဆိုပြီးဝင်စားပါတော့တယ်မုံကုံသွားတဲ့အခါမှာတော့အဲ့ဒီလူဟာကျေးဇူးတင်စကားတောင်မပြောဘဲခက်စိမ့်စိမ့်ကြောခိုင်းထက်ခွာသွားပါတော့တယ်မိတ်ဆွေတင်းပတ်ဝန်းကျင်မှာတော့ဒီလိုလူမျိုးတွေရှိလားတင်ကျွေးမွေးနိုင်တဲ့အချိန်တင်ပေးကမ်းနိုင်တဲ့အချိန်မှာသူတို့ဟာတင်ပေးနာမှာမခွာတန်းရှိနေပါလိမ့်မယ်ဒါပေမဲ့တင်မှာပေးစရာကုန်သွားတဲ့နေ့ဒါမှမဟုတ်တင်ဘက်ကပြန်အကူအညီတောင်းတဲ့နေ့မှာတော့သူတို့ဟာလူချင်းမသိသလိုမျက်နှာလွယ်သွားကြမှာပါသူတို့ဟာတင့်ကိုမိတ်ဆွေလိုမတတ်မှတ်ပဲအခွင့်အရေးတစ်ခုလိုပဲမြင်ကြတာဖြစ်ပါတယ်နံပါတ်2နှခဲမှာပြားရည်ရှိပြီးရင်ထဲမှာဓားရှိတဲ့ဝစီပရမမိတ်ဆွေသူများဖြစ်ပါတယ်သူတို့ကတော့စကားနဲ့တင်ပေးကမ်းနေသူတွေပါမပူနဲ့တငယ်ချင်းငါအသက်ငါအစင်သိမ့်ရှိတယ်ဘာလို့ငါကိုပြောဆိုတဲ့စကားလုံးတွေကသူတို့ပါဇက်ဖျားမှာအမြဲတမ်းအစင်သိမ့်ရှိနေပါတယ်ဒါပေမဲ့လက်တွေ့အကူအညီလိုတဲ့အခါမှာတော့အကြောင်းပြချက်ပေါင်း1600နဲ့ရှောင်ထွက်သွားတတ်ကြတယ်အတိတ်ကအကြောင်းတွေကိုပဲပြောပြီးလက်ရှိမှာဘာမှမလုပ်ပေးတဲ့သူအနာဂတ်မှာလုပ်ပေးပါမယ်လို့ကတိအမားတွေပေးနေတဲ့သူတွေဟာတင်းဘဝကိုအချိန်ဖြုံးနေတဲ့အစိတ်တွေပါပဲမြန်မာစကားမှာစကားဖြင့်သာအမျိုးတော်သူလို့ခေါ်ဆိုနိုင်ပါတယ်နံပါတ်3အမားကိုအမှန်လုပ်ပြီးမြောက်ပင့်ပေးတတ်တဲ့အနုပယဘာနီမိတ်ဆွေတူများထက်ပါတယ်ဒီအမျိုးအစားကတော့အလွန်ကြောက်စရာကောင်းပါတယ်မိတ်ဆွေစစ်ဆိုတာအမားလုံးရင်တားရတယ်အမှန်ကိုလိုင်းညွန်ရတယ်ဒါပေမဲ့ဒီမိတ်ဆွေတူတွေကတော့တင်အမားလုပ်ရင်လေဟုတ်တယ်မင်းလုပ်တာမှန်တယ်လို့ထောက်ခံမယ်တင်အမှန်လုပ်ရင်လေမှန်တယ်လို့ပြောမယ်တင်မျက်နာကိုကြည့်ပြီးတင်စိတ်တိုင်းကြလိုက်ပြောနေသူတွေပါတခါတုန်းကဘယင်တယောက်ဟာအယုတ်ဆိုးလောနဲ့ပကြီးကားတစ်ချက်ကိုဆွဲခဲ့ဘူးတဲ့အမတ်မင်းတွေကဘယင်မျက်နာကြည့်ပြီးအလွန်လှပါတယ်ဖေဟာကဘာကျော်ပကြီးကားပါလို့ဝိုင်းချီးမွမ်းကြတယ်ဒါပေမဲ့ကလေးငယ်တယောက်ကတော့ဒါကြီးကကြောက်စရာကြီးပဲလို့အမှားအတိုင်းပြောခြင်းပြောလိမ့်မယ်မိတ်ဆွေတင့်ကိုအမြဲမြောက်ပဲ့နေတဲ့သူဟာတင့်ရဲ့အမောင်းတွေကိုမမြင်အောင်ဖုံးကွယ်ထားပြီးတင့်ကို6ထဲ3ကြနေသူဖြစ်ကြောင်းသတိပြုပါနံပါတ်4ပျက်စီးရတွေမှာအဖော်လုတ်တတ်တဲ့အပါရတဟာရမိတ်ဆွေသူများဖြစ်ပါတယ်ဒီလိုလူတွေကတော့တင့်ကိုအပြုတ်အပတွေအကုတူအလုပ်တွေမှာအမြဲဆွဲခေါ်တတ်ကြတယ်အရက်တောက်ဖို့လောင်းကစားဖို့အချိန်ဖြုံးဖို့ဆိုရင်သူတို့ဟာတင့်ရဲ့အကောင်းဆုံးမိတ်ဆွေတွေဖြစ်နေပါလိမ့်မယ်တခါတည်းပါဘာမှမဖြစ်ပါဘူးဆိုတဲ့စကားနဲ့တင့်ရဲ့တီလာတင့်ရဲ့ဂုဏ်သိက္ခာတွေတင့်ရဲ့စီးပွားရေးတွေကိုဖျက်ဆီးတတ်ကြတယ်တကယ်တမ်းတော့သူတို့ဟာတင့်ကိုချစ်လို့မဟုတ်ပါဘူးသူတို့ရဲ့အဖော်အဖြစ်အတုံးချခြင်းတာပါတင်ပျက်စီးသွားတဲ့အခါမှာသူတို့ကတင့်ကိုကဲတင်မှာမဟုတ်ပါဘူး
သူ့ဘာသာသူပျက်စီးတာပဲလို့ပြောပြီးကြောခိုင်းထားကြမှာဖြစ်ပါတယ်။နံပါတ်5တင်းရဲ့အားနည်းချက်ကိုသိအောင်လုပ်ပြီးအချက်လက်စုဆောင်းသူများဖြစ်ပါတယ်။ဒါကတော့ပိုပြီးပါနတ်တဲ့မျက်နှာဖုံးရှင်သူများပါ။သူတို့ကတင်းအပေါ်အလွန်စေတနာရှိတဲ့အောင်နဲ့တင်းရဲ့လွတ်လျော်ချက်တွေတင်းရဲ့အိမ်တွင်းရေးပြဿနာတွေကိုမင်းမြန်းဆဆူတတ်ကြတယ်။တင်းကလည်းမိတ်ဆွေစစ်ထင်ပြီးအားလုံးကိုရင်ဖွင့်ပြလိုက်တဲ့အခါအဲ့ဒီအချက်လက်တွေဟာနောက်တနေ့မှာတခြားသူတွေရဲ့သမင်းဝိုင်းကစကားဝိုင်းဖြစ်သွားပါတော့တယ်။ပိုဆိုးတာကတင်းနဲ့သူတို့တနေ့နေ့မှာအစင်မပြေဖြစ်တဲ့အခါတင်ပေးခဲ့တဲ့လွတ်လျော်ချက်တွေကိုပဲတင့်ကိုပဲပြန်ပြီးတိုက်ခိုက်မဲ့လက်နက်အဖြစ်အသုံးချတတ်ကြတယ်။မိတ္တဒုတ်ဖီကိုခေါ်တဲ့မိတ်ဆွေကိုပြစ်မှားသူတွေရဲ့လွတ်ရက်ပါပဲ။နံပါတ်6တင်အောင်မြင်ချိန်မှာပဲရင်းနှီးပြနေတဲ့ဆွေမျိုးတူမိတ်ဆွေတူများဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာလူမျိုးတွေပြောလိရှိတဲ့ဆွေမျိုးမကင်းပါဘူးဆိုတဲ့စကားဟာတင်ချမ်းသာနေချိန်မှာတော့အလွန်ကြားရတာများပါလိမ့်မယ်။တင်အောင်မြင်နေရင်သူတို့ကရှေ့ဆုံးကနေဂုံယူပြမယ်။တင်းရဲ့အရှိန်အဝါကိုမိခိုပြီးမျက်နှာဖန်လှအောင်လွတ်မယ်။ဒါပေမဲ့တင်းအခက်အခဲတစ်ခုခုကြုံလို့လဲကျသွားတဲ့နေ့မှာတော့သူတို့ဟာတင်းကိုလမ်းမှာတွေ့တော့မှမျက်နှာလွယ်သွားတတ်ကြပါတယ်။မိတ်ဆွေစစ်ဆိုတာဒုက္ခိဒုက္ခိစမာနိုးလို့ဆိုတဲ့အတိုင်းဒုက္ခရောက်ချိန်မှာတော့ဒုက္ခရောက်ချိန်မှာပါအတူရှိနေသူကိုသာခေါ်ဆိုတာဖြစ်ပါတယ်။နံပါတ်9တင်းရှိမှာပြုံးပြီးကွဲတာမှာအပုတ်ချသူများဖြစ်ပါတယ်။သူတို့ကတော့အကောင်းဆုံးမင်းသားမင်းသမီးတွေပါပဲ။တင်းရှိမှာတော့တငယ်ချင်းမင်းကငါ့အတွက်အရေးကြီးဆုံးပဲလို့ပြောနေပေမဲ့တခြားသူတွေနဲ့တွေ့တဲ့အခါမှာတော့တင်းရဲ့အဖြစ်တွေကိုရှားကြောင်းပြောဆိုပြီးတင်းတိတ်ခါကြအောင်လုပ်တတ်ကြတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတင်းကိုလူတော်မတိုးအောင်လုပ်ဖို့နဲ့သူတို့ကိုသူတို့လူကောင်းဖြစ်အောင်ဟန်ဆောင်ချင်တာပါ။ဒီလိုလူမျိုးတွေနဲ့ပေါင်းသိမိရင်တင်းရဲ့စိတ်နှလုံးဟာအမြဲတမ်းညှဉ်းနှွမ်းနေရပါလိမ့်မယ်။မိတ်ဆွေဒီမိတ်ဆွေတူတွေကိုဘယ်လိုစမ်းသပ်မလဲ။ပညာရှိတွေကတော့မိတ်ဆွေကိုဒုက္ခရောက်ချိန်မှာစမ်းသပ်ပါဇနီးမယားကိုစင်းရဲချိန်မှာစမ်းသပ်ပါလို့ဆိုခဲ့ကြပါတယ်။တင်းအစင်မပြေထွနေတဲ့အချိန်မှာတင်းအနားမှာဘဲသူကြံရစ်တယ်လေဆိုတာကိုကြည့်ပါ။အဲ့ဒီကြံရစ်သူကသာတင်းအတွက်စစ်မှန်တဲ့ပြားရည်စစ်ထွက်ပါတယ်။တရားတော်မှာအသေးဝနစာဘာလာနံလူမိုက်ကိုမပေါင်းသိနဲ့ဆိုတဲ့နေရာမှာပြင်ပကလူမိုက်တွေတင်မဟုတ်ပဲမိတ်ဆွေရောင်စောင်းထားတဲ့လူမိုက်တွေကိုလည်းဆိုလိုလာထက်ပါတယ်။မိတ်ဆွေတို့9ယောက်ထက်မိတ်ဆွေစစ်1ယောက်ကတင်းဘဝအတွက်ပိုပြီးတန်ဖို့ရှိပါတယ်။ပြားရည်ခွက်ထဲကအစိတ်တွေကိုခွေးကြားသိမြင်နိုင်တဲ့ဉာဏ်မျက်စိရှိပါစေ။ကိုယ့်ဘက်ကတော့လူတိုင်းကိုမေတ္တာထားပါ။ဒါပေမဲ့ယုံကြည်ချက်နဲ့ပတ်သက်ရင်တော့ဉာဏ်ပညာနဲ့အကွာအဝေးတခုထားရှိပါ။ဒီဗီဒီယိုလေးကတင်းဘဝရဲ့လူမှုပတ်ဝန်းကျင်ကိုပြန်လည်ဆန်းစစ်ဖို့အတွက်အထောက်အကူဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။မိတ်ဆွေတင်းဘဝမှာတော့ပြားရည်ခွက်ထဲကအစိတ်လိုမိတ်ဆွေသူ့မျိုးတွေနဲ့ကြုံဖူးပလားဆိုတာကိုမှတ်ချက်မှာမျှဝေပေးခဲ့ဖို့ဖိတ်ခေါ်ခြင်းပါတယ်။ဓမ္မဗဟုသုတ channel ကနေနောက်ထပ်ဗဟုသုတရစရာအကြောင်းအရာတွေမှာပြန်လည်ဆုံတွေ့ကြပါစို့အားလုံးပဲကိုယ်စိတ်နှခလာကြားမှာချမ်းသာကြပါစေ။